ကျောင်းဆရာအသစ်ချင်းရှာရဲ့ပထမဆုံးနေ့မှာကျောင်းသားတွေကထူးခြားတဲ့ကြိုဆိုပွဲတစ်ခုပြင်ဆင်ထားပါတယ်။သူအတန်းတကားကိုဖွင့်လိုက်တာနဲ့နယံပေါ်ကနေရေနွေးပူအိုးတစ်လုံးပြုတ်ကျလာပါတယ်။ဒါပေမဲ့ဆရာကတော့အေးအေးဆေးဆေးပဲရှောင်တိန်ပဲထုတ်နိုင်ခဲ့ပါတယ်။ဒီဆရာဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူး။သူဟာ American Navy SEAL အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတနက်ပြည်ုံတင်မကကွန်ဘူးပညာမှာပါဝါရင်သူဖြစ်ပါတယ်။သူဟာအငိမ့်စားယူပြီးနောက်သူ့ရဲ့ကျောင်းဟောင်းကိုဆရာအဖြစ်ပြန်လာခဲ့တာပါ။သူတာဝန်ယူရတဲ့အတန်းဟာကျောင်းမှာအဆိုးဆုံးအတန်းဖြစ်ပြီးအရင်ကဆရာပေါင်း888ယောက်တောင်ကြောက်ပြီးထွက်ပြေးခဲ့ရတဲ့အတန်းမှာအတန်းထဲမှာကျောင်းသားတွေကဂိမ်းဆော့အိမ်ငိုင်းနဲ့ဟင်းချက်စားနေကြတဲ့အထိစီကမ်းမဲ့နေကြပါတယ်။ကျောင်းသားတွေကဆရာရဲ့လက်ရည်ကိုကြည့်ပြီးလှောင်ပြောင်နေကြပါတယ်။အဲ့ဒီအချိန်မှာဆရာချင်းကမြေပန်းနဲ့တရေကွင်းကိုတုံးပြီးကျောင်းသားတစုလုံးရေဆိုသွားအောင်ပညာပေးလိုက်ပါတယ်။ဒီလိုနဲ့ပထမဆုံးအချိန်မှာဆရာကအပြတ်တက်အနိုင်ရသွားပါတယ်။ကျောင်းသားတွေကလက်စားချေဖို့စူးစမ်းပေမဲ့ဆရာချင်းကနီလန်းတစ်သုံးပါတယ်။သူ့ရဲ့မိကွန်းသုံးခုကိုဖြေနိုင်ရင်အတန်းထဲကထွက်ပြီးကြိုက်တယ်လို့သွားကစားလို့ရတယ်လို့ကြေညာလိုက်ပါတယ်။ဒါဟာကျောင်းသားတွေကိုစာသင်ခန်းထဲစိတ်ဝင်စားလာအောင်ဆွဲဆောင်လိုက်တာပါ။စီးကွက်တောက်တက်တဲ့ကျောင်းသားကိုစီးကွက်ထဲမှာပါဝင်တဲ့ဓာတုပစ္စည်းတွေအကြောင်းမိကွန်းထုတ်ရင်စာသင်ပေးပါတယ်။ကျောင်းသားတွေဟာကစားနေရင်းနဲ့တင်စီးကွက်ရဲ့ဆိုးကျိုးတွေကိုပါတခါတည်းသိရှိသွားကြပါတယ်။ဒီတင်ကြားပုံကိုပညာရေးဌာနကလူကြီးကလာရောက်စစ်ဆေးပြီးကန့်ကွက်ပါတယ်။အမှတ်ကောင်းမှုပဲအရေးကြီးတယ်လို့သူကယူဆပါတယ်။ဒါပေမဲ့ဆရာချင်းကတော့ပညာရေးဆိုတာကျောင်းသားတွေကိုယ်တိုင်စဉ်းစားတတ်အောင်လုပ်ပေးတာလို့ပြန်ချေပပါတယ်။ဆရာချင်းဟာအတန်းပြင်ပမှာလည်းကျောင်းသားတွေရဲ့ဘဝကိုဂရုစိုက်ပါတယ်။ဆင်းရဲတဲ့ကျောင်းသားတွေမိသားစုနဲ့အဆင်မပြေတဲ့ကျောင်းသားတွေရဲ့အိမ်တွေအထိလိုက်သွားပြီးသူတို့ရဲ့အခက်အခဲတွေကိုတယောက်ချင်းစီလိုက်လံဖြေရှင်းပေးပါတယ်။အဖေဖြစ်သူနဲ့အဆင်မပြေတဲ့ကျောင်းသူလေးအတွက်ဆရာချင်းကကားပြိုင်ပွဲတစ်ခုစီစဉ်ပေးပါတယ်။ဒီပြိုင်ပွဲကတဆင့်အဖေနဲ့သမီးကြားကနားလည်မှုလွဲတာတွေကိုဖြေရှင်းပေးပြီးချစ်ချင်းမြတ်တာတွေကိုပြန်လည်ရရှိစေခဲ့ပါတယ်။ကျောင်းသားတစ်ယောက်ဟာမာဖီးယားဂိုင်းရဲ့အနိုင်ကျင့်ခြင်းခံရပြီးအန္တရာယ်ရှိတဲ့စိတ်ခတ်ထားတဲ့ရေတွေကိုအတင်းတိုက်ခိုင်းခံရပါတယ်။ဒါကိုတိလိုက်ရတဲ့ဆရာချင်းဟာကျောင်းသားကိုကယ်တင်ဖို့ဂိုင်းစခန်းထဲကိုတယောက်တည်းရဲရဲဝံ့ဝံ့ဝင်သွားပါတယ်